အကောက်တွေ Gmail တွေနော်အဲ two step ခါတာတွေရှိတယ်နော်နောက်ဒီကဘာတွေ email တွေထည့်ပေးရတာရှိတာပေါ့လေနော်အဲ့ဒါဖုန်းနံပါတ်တွေပါလေပေါ့ကိုယ်တခြားနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့အပြောင်းအလဲဖြစ်တဲ့ခါမှာဖုန်းနံပါတ်တွေ change သွားပါနော်မ change သွားဘူးဆိုရင်အရင်တော့ဖုန်းနံပါတ်တွေရှိကိုကိုယ်တွေပါလေပုတ်တာပေါ့နော်အဲ့ဒါကိုဖုန်းနံပါတ်တွေနော်ကိုတခြားဖုန်းမချက်တော့ဘူးဆိုရင်ကိုပြောင်းနေဆိုရင်ကိုယ့် Google account ထဲမှာနော် email ဒီမှာကိုယ့် account မှာ manage ရ Google account လာအဲ့ထဲဝင်ပြီးတော့နော်ကိုမသုံးတော့တဲ့ဟာတွေဖြတ်ပြရပါတော့ security မှာရှိတယ် security မှာဘာရှိလဲဆိုရင်ကိုဝေထားတဲ့ဟာတွေနော် two step လောက်တာငါဖုန်းနံပါတ်တွေတလားဒီမှာဒီကဘာတွေ email တွေမှာအဲ့ဒါပြောင်းရမှာဒီလားပြောင်းမယ်နဲ့ password ထည့်ခိုင်းတာနော်အဲ့ဒါပြောင်းရမှာအဲ့ဒါပြောင်းမှအဲ့ဒီထဲကိုသူကပို့ပေးမှာပေါ့နော်ကိုကဒီကခုနကပြောင်းနေတာအဆင်မပြေဘူးဒီမှာကြီးဒါလေးနေလိုက်တော့ edit လုပ်ရတယ်ခုနကပါလေနော်ဒါမှတော့မပြောင်းပါဘူးနော်ဒီမှာဒီကဘာတွေ email တွေဒီမှာကြီးနော်ဒီကဘာတွေ email တွေပြောင်းလို့ရတယ်ဒီမှာလာပြောင်းမပြောင်းဆိုမပြောင်းဘူးဆိုရင်ကိုဖိုးအဟောင်းထဲပဲပို့နေမှာကိုမသုံးတဲ့ဟာဒီမှာလာပြီးတော့ပြောင်းပြရမှာဒီမှာ device manage device မှာကိုအရင်ကဝေထားတဲ့ဟာတွေမှာကြာဒီမှာဒီ oppo ဆိုရင်ဒီမှာဒီ oppo ဆိုရင်မသုံးတော့ဘူးဒါပေမဲ့အရင်ကဝေထားမျိုးလာပြီးတခါကျအဲ့ဒီကိုကုတ်သွားပို့တာပေါ့နော်တော်ရတာပဲကွာဒီမှာဖုန်းနံပါတ်ထည့်တာလို့ဖုန်းနံပါတ်ပို့ပေးတယ်နော်ဒါလေးနေလိုက် sign out လုပ်အောင်နော်ပြောင်းနေဆိုမှ sign out လုပ်လိုက်ရတယ် sign out လုပ်မယ်ဆိုမှတော့ဒီကကနေ someday တဲ့နော်အားလေဟာအဲ့ oppo နဲ့ပတ်သက်ပြီးတော့ oppo ကတလုံးမရှိတယ်ဘာလို့နှစ်ခုတစ်ခုပြနေမှာလဲဟုတ်ပြီ oppo လေးတလုံးလေးကိုဟိုနေပြလိုက်ဟိုကပြလိုက်နော်ဟုတ်ပြီပါပြီအဲ့ဒါနဲ့မကောင်းတာပါနော် sign out လုပ်လိုက်ပါမဟုတ်ရင်ဟိုတို့စီကုန်လာပါလေရအောင်နော်ကြံသေးတယ်ဒီမှာ oppo ကကြံသေးတယ်ဟာနော်အော် sign out လုပ်ထားပြီးဆိုတာပြတယ်နော် sign out လုပ်ထားပြီးဆိုရင်ပျောက်သွားတာနော်အဲ့တော့ဆိုတော့ကျင်းလာပြီဒီလိုပေါ့နော်အဲ့ Google ကမှဝေပြီးတော့ဖုန်းနံပါတ်တွေ change တာပေါ့ခုနပြခဲ့တာကတော့အကလို့ရှင်းမယ်တော့ထည့်ပါတယ်เนาะသူရဲ့အဓိကတော့ကိုယ့်ရဲ့ဒီပါပေါ့ကိုယ့်ရဲ့ဒီမှာเนาะဒီ email ထဲကိုဝေပါเนาะဝေပြီးတဲ့အခါမှာကို email ထဲမှာကို password တွေလောက်ထားတာရှိတယ် two step ခါထားတာရှိတယ်နောက်ဖုန်းနံပါတ်တွေထည့်ထားတာရှိတာပေါ့เนาะကိုယ့်တွေပါတွေရဖို့အတွက်အဲ့ဒါတွေကိုအဲ့မှာသွားပြပြီးတော့ပြောင်းပေါ့เนาะအသစ်ပြောင်းတဲ့အခါเนาะအဲ့ဒီထဲမှာသွားပြီးတော့ဖြုတ်ပေါ့နော်ဖြုတ်ပေါ့မဖြုတ်ဘူးဆိုရင်ဆက်ဆိုင်လာအောင်နော်ဆက်ဆိုင်လာအောင်ကွန်ပျူတာထဲကိုဒီအကောက်ကဟုတ်လားဒီအကောက်ကဘာနဲ့ဆက်ဆိုင်နေတာလဲအဲ့လိုမျိုးပေါ့နော်ဒီအကောက်ကမတော်တဲ့ပို့လို့ဆိုရင်